လာပါရှင်။တင်းသားဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်မှာအသက်18နှစ်ပြည့်ပြီးသူတိုင်းအနည်းဆုံး2နှစ်ကြာစစ်မှုထမ်းရမယ့်စနစ်ကိုတရားဝင်ပြဋ္ဌာန်းနိုင်ဖို့အတွက်အာရခတပ်တော် AA ကအကောင့်ထဲပေါ်ကြိုးပမ်းလျက်ရှိပါတယ်။လက်ရှိမှာကြေးရွာတွေမှာစီယုံရည်နဲ့လူစင်းကောက်ယူတာတွေကိုကြိုတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။ AA အကောင့်ထဲပေါ်နေတဲ့စစ်မှုမထမ်းမနေရစနစ်မှာအမျိုးသမီးဆိုရင်အသက်18ကနေ35နှစ်အတွင်းအမျိုးသားဆိုရင်အသက်18ကနေ45နှစ်အတွင်းရှိသူတွေစစ်မှုထမ်းသင်တန်းတက်ရောက်ရမှာဖြစ်ပါတယ်။ဒဝဲမြို့နယ်အင်ရှိပြင်ရွက်ကွက်ကအရက်သား20ဝန်းကျင်ကိုစစ်ကောင်စီတပ်ကအခုလ25ရက်နေ့မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ရက်ကွက်ထဲကလိုင်းခန်းတွေကိုဝင်ရောက်စစ်ဆေးပြီးနောက်အခုလိုဖမ်းဆီးခဲ့တာဖြစ်ပြီးဖမ်းခံရသူတွေထဲမှာတခြားဒေသကလာရောက်နေထိုင်ကြသူတွေနဲ့အရှိပြင်ဒေသခံတွေပါဝင်တယ်လို့သိရပါတယ်။သူတို့ကို SCA မတိုင်တာကြောင့်ဆိုပြီးဖမ်းဆီးသွားတာဖြစ်တယ်လို့ရက်ကွက်နေသူတွေကိုတော့မတင်ငါလို့ဆိုပြီးဖမ်းဆီးသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ PDF တွေအနေနဲ့လက်နက်ကင်လမ်းစဉ်ကိုဆော့လော်ပြီးရွေးကောက်ပွဲလမ်းကြောင်းနဲ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းမှုအတွက်ကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။မင်းညကကျင်းပတဲ့နှစ်80ပြည့်တက်မတော်နေ့စစ်ရေးပြမိန့်ခွန်းမှာအခုလိုထဲသွင်းပြောဆိုခဲ့တာဖြစ်ပြီးနိုင်ငံရေးပြဿနာကိုတွေးဆုံဆွေးနွေးရေးနည်းလမ်းနဲ့သာအပြေရှားနိုင်မှာဖြစ်တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစိုးလမ်းဖွင့်ထားတယ်လို့သူကဆိုပါတယ်။ဒါအပြင်တက်မတော်ကအမျိုးသားနိုင်ငံရေးမှာဆက်လက်ဦးဆောင်သွားမယ့်အကြောင်းနဲ့ရွေးကောက်ပွဲအနိုင်ရပါတီကိုနိုင်ငံတာဝန်လွှဲပေးသွားမှာဖြစ်တယ်လို့လည်းစစ်ကောင်ဆောင်ကကတိပြုပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲလောင်လုံးမြို့နယ်ဘက်ကိုလက်နက်ကြီး၄ချက်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒဝဲမြို့ဘက်ကနေမနေ့ကမွန်လွယ်ပိုင်းမှာပစ်ခတ်ခဲ့တာဖြစ်ပြီးလောင်လုံးမြို့နယ်ကမင်းရက်နဲ့အင်းစောက်ရွာတွေဘက်ကိုကြားရောက်ခဲ့တာဖြစ်ပါတယ်။မင်းရက်ရွာအနီးကြားရောက်ခဲ့တဲ့လက်နက်ကြီးကြီးနှလုံးကတော့လူနေအိမ်တွေနဲ့ကိုင်90လောက်သာဝေးတဲ့နေရာကိုကြားရောက်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။ပလောမြို့နယ်ရှက်ပုံရွာကပြူစောတိခေါင်းဆောင်တိန်းစော်အေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခင်အမှတ်1တန်းရင်နဲ့မြေခင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းရှင်းလင်းခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။အခုလ28ရက်နေ့မနက်9:00နာရီဝန်းကျင်ကပလောမြို့နယ်မင်းတီရီကျေးရွာလမ်းမှာတွေ့ရှိတဲ့ပြူကောင်းဆောင်တိန်းစော်အေးကိုပူးပေါင်းအဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီးပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။ဦးသိန်းစော်အေးဟာ CDM ဝန်ထမ်းတွေကိုဖမ်းဆီးတာချင်းချောက်ငွေတောင်းတာစစ်ကောင်စီစစ်ကြောင်းနဲ့အတူလိုက်ပါပြီးကြေးရွာတွေကိုမီးရှို့တာတွေကိုစိတ်လူလက်ရလှုံ့ဆော်ခဲ့သူဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္သာရီမြို့နယ်ပနက်ငယ်ရွာကနေအိမ်တဆောင်ကိုစစ်ကောင်စီစစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလ26ရက်ည7:00နာရီဝန်းကျင်မှာစစ်ကောင်စီခြေလျင်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တာပါ။နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ26ရက်နေ့မနက်ပိုင်းကရန်ဖို့ရွာစီယုံချံအနီးမှာတော်လှန်ရေးတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်အထိနာခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။